င်းတို့ရသော်ပြလက်ထက်ကမဟာကာလဥပဒကဆိုတာရှိတယ်သောတာပန်ရိယာသူတော်ကောင်းပဲအဲ့ဒါဒီနေ့မြတ်စွာဘုရားကျောင်းတော်ကနေဥပုံဆောင်ပြီးတော့မနေ့ကဝီလီဝင်လေးကျောင်းကနေအိမ်ပြန်တယ်သူဥပုပ်တယ်ဆိုကျောင်းအိတ်ထားပါကျောင်းနဲ့မြို့ရဲ့ကြားထဲမှာရေကန်ရှိတယ်အဲ့ဒီရေကန်မှာဆင်းပြီးတော့မျက်နှာတက်တယ်အဲ့လိုမျက်နှာတက်နေတော့တခိုးတယောက်ကခိုးတို့ခိုးတယ်အနေနဲ့ထုတ်ပိုးပြီးတော့နောက်ကလူတွေကလိုက်လို့ပြေးတာရင်းနေအဲ့ဒီနားကျတော့မနိုင်တော့အဲ့ဒီအထုပ်တထုပ်ကိုအဲ့ဒီနားပြစ်ချတာညနာတင်နေတဲ့မဟာကလဥပဒကအဲ့ဒီအထုပ်ချနေမှတော့သူမသိခဏနေတော့နောက်ကလိုက်လာတဲ့လူတွေကအဲ့ဒီနားရောက်လာတဲ့ခါကျတော့ဟာကြည်စမ်းတခိုးကပြေးလို့မလွန်မှန်းသိတော့မျက်နာတစ်ဟန်ဆောင်းနေတယ်ကျောင်းတော်ကပြန်လာတဲ့ဥပုပ်တဲ့ဟန်ဆောင်းနေတယ်ဝိုင်းရိုက်ကြတာဘလို့မှညင်းလို့မရဘူးတောင်းမှလို့မရကြောက်เสียကြီးအဲ့တော့တယောက်တစ်ချက်ဝိုင်းရိုက်တာအဲ့ဒီနားနေအသက်ထွက်တယ်အဲ့ဒီမှာရန်တော်တွေကမြတ်စွာဘုရားကိုရှောက်တဲ့အခါဩမဖြစ်တဲ့နာတွေဖြစ်သွားတယ်ဗျာသောတာပန်ရိယာသူတော်ကောင်းတယောက်တခိုးဆိုပြီးတော့အထင်မှားပြီးတော့ရိုက်သက်ခံရတယ်အခုလောလောဆယ်ဖြစ်နေတဲ့အနေအထားလေးကိုကြည့်မယ်ဆိုရင်တော့ဒါကဘလို့မှမဖြစ်တဲ့ကိစ္စကြီးပေါ့နော်ဒါပေမဲ့ဖြစ်ရတခုဆိုတာကအခုလောလောဆယ်လေးတွေကြည့်ုံနဲ့အဖြစ်မှန်ကပြီးပြီးဝပါမရနိုင်ကြည်ကြည်ပြက်ပြက်မြင်နိုင်ဖို့လိုတယ်အဲ့ဒီမှာမြတ်စွာဘုရားကအေးတဲ့အခုအနေအထားလေးကိုကြည့်မယ်ဆိုရင်တော့ဒါမဖြစ်တဲ့ကိစ္စဒါပေမဲ့တစ်ချိန်လုံးကသူလှုပ်ခဲ့တဲ့လှုပ်ရက်နဲ့ကြည့်မယ်ဆိုရင်တော့ဖြစ်တဲ့ကိစ္စလို့ပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမဟာကလဥပဒကတစ်ချိန်လုံးကသူကအမှုတန်းတစ်ယောက်ဖြစ်တယ်ဘာလို့ ရလဲဆိုတော့သူကတောအုပ်တစ်ခုရဲ့အဝမှာသူကအဲ့ဒီတောထဲမှာတခိုးဓမြတွေတောင်းကျန်တဲ့အလေးရှိလို့ခရီးသည်တွေကိုသူကဘေးကင်းအောင်လိုက်ပို့ရတယ်ဝန်တန်းပေါ့သူမှလူသူလက်နဲ့ရှိတယ်ခရီးသည်တွေကိုသူကအခချင်းငွေယူပြီးတော့အဲ့ဒီတောအုပ်ထဲကနေလွတ်မြောက်အောင်ပို့ရတာအဲ့ဒါဒီနေ့တော့လင်မယားနှစ်ယောက်လှည့်ရင်လေးမောင်းပြီးတော့လာတာသူ့ကိုတောင်းပန်တယ်ဟိုဘက်ကိုလိုက်ပို့ပေးပါဖုတ်ခတ်ပေးပါမယ်အဲ့ဒါမိမဖြစ်တဲ့ပုဂ္ဂိုလ်ဟာရုပ်ရည်ဟာအလုံးမလှပတင်နေတယ်အဲ့ဒါကိုမြင်တော့သူကရားကျင်တဲ့အတွက်ကြောင့်နေအောင်တဲ့နောက်နေ့မနေ့ကျမှငါပို့မယ်ဟာအချင်းစိုးကြီးရှိပါသေးတယ်ပို့ပါဆိုသူအကြံဉာဏ်ထုတ်ချိန်ရအောင်နေအောင်ဆိုတော့စိန်ချွဲတာပြီးတော့ဓမင်းကိုမစားခြင်းပဲနဲ့ချက်ကျွေးညအိတ်ခိုင်းတယ်တ냐တော့ဘာလုပ်တယ်ဆိုတော့ဘယင်ကသူ့ကိုတဏှာကိုပို့ဖို့ပေးထားတယ်ဗရမ ्या ရှိတယ်အဲ့ဒီဗရမ ्या ကိုအဲ့ဒီလှဲသမားရဲ့လှဲပုံကိုသူ့လူတွေကိုဖွက်ခိုင်းတယ်ဗရမ ्या ပျောက်တယ်ဆိုပြီးတော့ရှာခိုင်းကိုဖွက်ထားတဲ့ပစ္စည်းကိုကိုယ့်အကိုရှာတွေ့ပြီးတော့တခိုးဆိုပြီးတော့ဝိုင်းပြီးတော့အဲ့ဒီလူကိုရိုက်တတ်ကြတာဟုတ်လားပမကလဥပဒကလုပ်ခဲ့တဲ့ပြစ်မှုပေါ့ရက်စက်မှုရောခောက်ကျစ်မှုရောမဖြစ်နေတော့လွန်နေတာနော်ဘာလို့အဲ့ဒီရက်စက်မှုတွေခောက်ကျစ်မှုတွေသူလုပ်တတ်တယ်ရခြင်းလို့ပေါ့ရခြင်းလာပြီဆိုရင်ရပြီးရောဆိုတာတွေးတော့လားဖြစ်တဲ့မဖြစ်တဲ့တရားတွေမျှတတယ်ဆိုတာတွေကပျောက်သွားတယ်သူကရဖို့မရဖို့ပဲအရေးကြီးလာလောဘအရင်ကြီးလာပြီဆိုလို့ရှိရင်လောဘကတိတ်မကြီးသေးဘူးဆိုရင်တော့ညံလေးနဲ့ရှင်ပြီးတော့ဒါမဖြစ်တဲ့ဘူးမလုပ်တဲ့ဘူးဒီလိုလာအောင်မယ်လောဘအရင်ကြီးသွားပြီဆိုရင်အဲ့ဒါဒီမျိုးတွေကမလာတော့ဟုတ်လားအဲ့လိုမျိုးမလုပ်တဲ့နာတွေကိုလုပ်ခဲ့တဲ့အတွက်ကြောင့်သူကအခုတခုမဟုတ်ဘဲနဲ့တခုဆိုပြီးတော့တတ်ခိုင်းရတာဒါပြောချင်တာတွေကဘာတော့ရက်စက်မှုတွေကောက်ကျစ်မှုတွေဟာလောဘရှိတဲ့လူရဲ့တဏ္ဍာမှာပဲငါမြင်ရတယ်ဆိုတဲ့စကားလေးကိုပြောရင်းနဲ့အဲ့ဒါကိုအမှတ်ရလို့ပြောပြတာဟုတ်လား